အားလုံးပဲမင်္ဂလာပါရှင်အခုဆွေးနွေးပေးမယ့်အကြောင်းအရာကတော့လူငယ်တွေမှာတွေ့ရများတဲ့ depression တွေအခုခေတ်ကျမတို့လူငယ်တွေမှာတွေ့ရတဲ့ပေါ့နော်တွေ့ရများတဲ့ depression အမျိုးအစားတွေကတော့မိမိကိုသူများနဲ့နှိုင်းယှဉ်တယ်သူများတွေရဲ့ progress တွေဘယ်လိုမျိုးတိုးတက်အောင်မြင်နေပြီဆိုတာကိုကြည့်ရင်လည်းကို depression နဲ့စိတ်သက်ကြဆင်းလာတယ်ပြီးတော့ကိုဘေးနာပတ်ဝန်းကျင်ကလူတွေကကိုဂယုမဆိုင်ဘူးကိုပြစ်ထားတဲ့ကိုတိကျအောင်ဆောင်နေရဲ့အဲ့လိုပုံစံမျိုးတွေလည်းကိုက insecure ပေါ့နော်အဲ့လိုဖြစ်လာတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုက safe မဖြစ်တယ်လို့ခံစားရတယ်စတဲ့ကိုယ့်ရဲ့ပေါ့နော်အိမ်တွင်းမှာဆိုလို့ရှိရင်လည်းဘယ်သူကကိုယ်ဂယုမဆိုင်ဘူးကိုပေါ့နော်အဲ့လိုမျိုးလေးလူရှူထားတယ်အဲ့လိုပုံစံမျိုးတွေစတဲ့ depression တွေအမျိုးပေါင်းများစွာကိုကျမတို့လူငယ်တွေမှာတွေ့ရှိရပါတယ်နောက်ဆိုလို့ရှိရင်ဒီ depression တွေကပေါ့နော်ကောင်းလားမကောင်းလားဆိုတော့လူတိုင်းသိတဲ့ depression ကမကောင်းဘူးအဲ့ဆိုရင် depression ကိုဝင်တဲ့အခါမှာကျမတို့ဒီကြောက်ကအပေါ်မှာရှိတယ်ကျမပြောထားသလိုပဲပေါ့နော်ကြောက်ကအပေါ်နားမှာရှိတယ်ဒီ adrenal gland ဆိုတဲ့အမျိုးအစားကနေ hormone 2မျိုးထွက်ပေးတယ် cortisol ကကြတော့ဒီ depression တွေကို manage လုပ်တဲ့အခါမှာပေါ့နော်ထုတ်လွှင့်တဲ့ hormone ဖြစ်တယ်ဒီလိုမျိုး hormone တွေကလွှင့်လိုက်တဲ့အခါမှာလူတွေကပေါ့နော်အုံနောက်ကိုထိခိုက်တယ်ဒီကျမတို့အုံနောက်အပိုင်း3ပိုင်းမှာရှိတယ်ပထမအဆုံးတော့prefrontal cortex ဆိုတဲ့အုံနောက်ပိုင်းอ่ะပေါ့เนาะအသက်23နှစ်အထိကိုကျမတို့ဖွံ့ဖြိုးနေပါတယ်အသက်23နှစ်လူငယ်အရွယ်တွေကပေါ့เนาะအခုခေတ်မှာ depression တွေဝင်တဲ့အခါမှာအဲ့လိုမျိုးကျမတို့အုံနောက်အပေါ်ပိုင်း prefrontal cortex ကကျမတို့ပေါ့နော်ထိခိုက်တဲ့ဆိုကြိုတွေဖြစ်တယ်ပေါ့နော်ဒါကဆိုလို့ရှိရင်ဒီ prefrontal cortex ကပါတွေကိုလှုပ်ဆောင်ပြီးလဲဆိုတော့ကျမတို့ကြက်မှတ်တဲ့စာတွေ logical တွေအကြောင်းအရာတွေ thinking တွေကျမတို့အတွေးခေါ်တွေပေါ့နော်ဘယ်လိုမျိုးမြင်မအောင်လုပ်ရမလဲအဲ့လိုဟာတွေမျိုးကိုသူကစွမ်းဆောင်ပေးတဲ့ prefrontal cortex ဖြစ်တယ်ဒါဆိုလို့ရှိရင်လူငယ်တွေကဒီလို depression တွေကိုဘယ်လိုမျိုး handle လုပ်မလဲဘယ်လိုမျိုးကို depression မဝင်အောင်လုပ်မလဲဆိုလို့ရှိရင်နေ့ရက်တရက်စတာနဲ့ပေါ့နော်ကိုit's gonna be a great day ဒီနေ့ကတော့ငါအတွက်နေကောင်းနေရပဲဒီနေ့ကတော့ငါအဆင်ပြေမယ်အရာရာချောင်းမွေ့မယ်အရာရာငါအတွက်ကံကောင်းမယ်အဲ့လိုပုံစံမျိုးတွေးပါကိုပေါ့နော်ဒီလိုမျိုးတွေးလိုက်ခြင်းအပြင်စိတ်ရဲ့အကြည်တက်ကိုရစေတယ်ပြီးတော့နံပါတ်2ကကြတော့အကယ်ပေါ့နော်ကိုကကွာနံပါတ်1အချက်မှာကိုကပေါ့နော်ဒီနေ့မှာတခုတနေရာသွားကြရှိတယ်တယောက်ကပေါ့နော် funeral ဆိုရဲအဲ့လိုမျိုးနာရေးသွားကြရှိအဲ့လိုမျိုးစိတ်မကောင်းစရာအချက်လက်တွေကြုံနေတာမှာငါဒီနေ့နေကောင်းနေမြတ်တရက်ဖြစ်တယ်ပေါ့နော်ဒီနေ့ငါအတွက်အဆင်ပြေမဲ့နေပဲအရာရာအားလုံးငါကံကောင်းမဲ့နေပါအဲ့လိုမျိုးတွေးရပါမယ်ကိုယ်စိတ်ဆွမ်းအင်ကိုအသုံးချရမယ်ပေါ့နော်နံပါတ်2ကကြတော့မိမိကိုယ်တန်ဖိုးထားပါသူများနဲ့လုံးဝသွားမရှင်ပါနဲ့မိမိမှာရှိတဲ့အချက်တွေပေါ့နော်ကိုယ်မှာရှိတဲ့အချက်တွေကိုကိုကမြင်အောင်ကြည့်ရမယ်ပဲချက်တွေကတန်မိုးရှိလဲပေါ့နော်ဥမာကိုကျမ်းမာရေးကောင်းနေတဲ့စာရေးလုံနိုင်တယ်လေ့လာနိုင်တယ်သင်ယူနိုင်တယ်ဆိုလို့ရှိရင်သူများတွေနဲ့မရှင်ဘဲနဲ့ကိုမှရှိတဲ့အရာတွေကိုတန်မိုးထားပြီးတော့ကိုကကြည့်ရပါမယ်နံပါတ်3ချက်ကသူများတွေကိုလုံးဝသွားမကြည့်ပါနဲ့အခုခေတ် social media မှာဆိုပို့ဆိုးတယ်ပေါ့နော်ကျမတို့ဒီ social media မှာလူတွေကကောင်းတာတွေပဲတင်ကြတယ်မကောင်းတာတွေဆိုဖုံးတာတွေအဲ့လိုပုံစံမျိုးနဲ့ပေါ့နော်ဒါဆိုလို့ရှိရင်ကိုကသူတို့ရဲ့ကောင်းတဲ့အရာတွေကိုပဲကြည့်ပြီးတော့ကိုယ့်ရဲ့စိတ်က depression တွေဝင်လာငါကြတော့စွမ်းဆောင်ရည်ကြတယ်ငါကြတော့မလုံနိုင်ဘူးငါမအောင်မြင်သေးဘူးဆိုပြီးတော့အဲ့လိုမျိုးဖြစ်လာရပေါ့နော်ဒီလိုမျိုးအတွေးတွေကိုရှက်ပစ်ပါနံပါတ်4ကကြတော့ဖြည်းဖြည်းချင်းသွားပါကိုကတဖြည်းဖြည်းနဲ့စူးစမ်းနေပါလုံးဝမရက်တန်ပါနဲ့တနေရာထဲမှာရက်တန်နေဆိုတာကဒီနေရာမှာပဲအမြဲတမ်းရက်တန်တဲ့အချိန်အထိကိုဒီနေရာမှာပဲရှိနေမှာပါအဲ့ဒီအတွက်ကြောင့်မရက်တန်မနဲ့အမြဲတမ်းအသစ်တွေကိုလေးလာတင်ယူပါကဘာကြီးမှာကျမတို့မသိတဲ့လေးလာတင်တဲ့အရာအများကြီးရှိတယ်ပေါ့နော်ဒါတွေကိုကျမတို့ဖြည်းဖြည်းချင်းတင်ယူလေးလာပါနံပါတ်5ကျတော့ consistency ရှိပါဆိုတော့အစစ်မပြတ်တင်ယူလေးလာဖို့လိုပါဥမာကျမပြောသလိုပေါ့နော်ဒီနေ့လေးလာတယ်နောက်နေ့မလေးလာဘူးနှစ်ပတ်လောက်နေမလေးလာအဲ့လိုမျိုးမဟုတ်ပဲတနေ့ကိုနည်းနည်းကြီးလေးလာပေါ့နော်ဒါတွေအကုန်လုံးကပဲကျမတို့ရဲ့ depression တွေကိုတိုက်ဖြတ်မယ်ပြီးတော့ကျမတို့ကိုအထက်အမြင့်ကိုရောက်နိုင်မယ်သူများရဲ့နဲ့မရှင်ပဲနဲ့ကိုတန်မိုးထားတက်လာမယ်ကိုယုံကြည်မှုအပြည့်ရှိလာမယ်နေ့ရက်ကောင်းတစ်ရက်ကိုစတင်လိုက်ပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်